မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထာနဲ့ဟောလို့ရှိတယ်။ဘာလို့အတုပကမ္မထာဟောလို့ဆိုလူတွေကတွေ့တာမှုတွေများတယ်။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖျောက်ဖို့ရအတုပကမ္မထာဟောတယ်။နောက်တစ်ခါဘယ်အရာမှမမြဲဘူးလို့ဆိုတဲ့အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ကျင့်တဲ့ဆရာမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ်။အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုယ်ဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ်အလိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်။ခိုင်မာတဲ့အရာတွေမရှိဘူးလို့အိဋ္ဌဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအစိုးမြင်ဝါဒကိုဖြစ်လောကလူတွေဟာအကောင်းကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင်တဏှာထဲမှာပြုံမွေးနေမှာပေါ့အဆိုးဆိုတာတမင်ရှာပြီးတော့ကြည့်ခိုင်းတာမဟုတ်ဘူးလူတွေကအဆိုးကိုမကြည့်တာကောင်းတာလေးပဲကောင်းကွက်ကိုရှာပြီးတော့ပြုံမွေးနေကြတာဖြစ်တယ်အဆိုးနဲ့တွေ့ပြီဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုးပြီဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းတယ်မသာပြလို့ယောဂဖြစ်ပြီးလဲဆိုဆေးုံရောက်တာအဲ့ကြရင်ပြပြသလဲဖြစ်ကုန်ခြေမကိုင်ပြီးလက်မကိုင်ပြီးဖြစ်သောတော်ကခေါ်တဲ့အနိစ္စဆိုတဲ့အခါကျတော့သိစိတ်ဝင်စားဘူးကိုယ်အိဋ္ဌလို့ပဲထင်တယ်ယောဂတဲ့ဆိုတာတွေးလိုက်တာနဲ့တရားနဲ့မျက်လုံးပြူမျက်စံပြူဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြဲတဲ့သဘာဝရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကြုံကိုကြုံလာမှာဖြစ်တယ်နောက်ဆုံးမှသိခြင်းဆိုတဲ့ဆုံးသတ်မှုနဲ့လာမှာပဲဒီလိုပဲဖြစ်တယ်ကိုကောင်းဘောကသပင်လေးတွေဖြူလာပြန်တော့လေအောင်မဲအန်တုလိုက်တယ်ဆေးဆိုးပလိုက်တယ်ဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်ပြလိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်ပလိုက်တချို့ကတော့ချိုးပြီးတော့တောင်ဆိုင်တယ်ထမလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော်မေးချုံနေရင်လည်းဝိုင်းအောင်ပြင်လို့ရတယ်မေးဝိုင်းနေလည်းမေးချုံလေးဖြစ်ချင်လည်းပြင်လို့ရတယ်လူတစ်ခုလုံးကိုခုဟာပဂရိယုတ်ပျောက်သွားအောင်ပြင်လို့ရတဲ့ခေတ်ရောက်လာပြင်တဲ့လူကလည်းတကယ်တော့ပြင်တာပဲအနာခံပြီးတော့ပြင်နော်သူ့ကိုယ်သူတော့ဆောင်ပုတ်ရှိကောင်းရှိလိမ့်မယ်အနာခံမှအသာဆန်ရမယ်ဆိုအဲ့တော့ညှို့နှင်းချက်ကလေးနဲ့လောက်ကြတာအဲ့နောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကျတော့တရုတ်ကအကုန်ပေါ်လာစကယ်တန်ပဲကြံတော့တာနောက်ဆုံးကျကျိုးရကြီးပဲဖြစ်သွားတာပဲသပင်တွေဘလောက်ဆေးဆူနောက်ဆုံးကျတော့မနိုင်တဲ့အခါကျတော့ဒီကြောင်လေးဖြစ်ပြီးတော့လက်မြောက်လိုက်ရတာပဲဖြစ်ဆိုရင်ကျွတ်တော့လည်းပဲအန်တုကြသေးတာပဲပရီဒီတွန့်လာတဲ့အခါလည်းပဲပိုတောက်ဆွဲဆေးထိုးပြီးအန်တုကြပြန်တာပဲအဲ့တော့ဘယ်လိုပဲအန်တုတုနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်မှာဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှမျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကတရားရီဘဝကိုမတွေ့တတ်အောင်ဟောတဲ့အခါကျpessimism အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့တကယ်ကတော့ realism ဆိုရအမှန်မြင်ဝါဒသာလည်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ်ဒါဖြင့်ဘဝမှာရှင်းနှက်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ရှင်းနှက်เสียဘာကောင်းလဲဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ရှင်းနှက်เสียမယ်ဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ခြေနှက်เสียအတ္တရာလို့ခေါ်တယ်ဒါဖြင့်
အဲ့ဒါတွေရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လာတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ရုပ်ကလေးအမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်သာဝရမဟုတ်ဘူးနော်